မင်္ဂလာပါကျွန်တော်နာမည်ကတော့မျိုးလိုက်ဝင်းဖြစ်ပါတယ်ကျွန်တော်ကတော့TCC ကျောင်းတော်ကြီးမှာပေါ့နော် PTH တက်ရတက်နေတဲ့ကျောင်းသားတစ်ခုဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တချင်းလေးတစ်ပုဒ်အားဖြင့်ဖျားပေးထားတဲ့ပေါ့နော်ဖျားပေးထားတဲ့ထဲလောင်ကိုပေါ့နော်ဒီကနေ့ဒီမှာချပြချင်ပါတယ်ကျွန်တော်ဒီဆိုမဲ့တချင်းလေးခေါင်းစဉ်ကတော့သင်္ခါရလို့အမည်ရပါတယ်ဒီတချင်းကတော့ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့တချင်းဖြစ်ပါတယ်ဒီတချင်းကိုကျွန်တော်ရေးထားတာကြာပြီပေါ့နော် first year ကလေးနဲ့ရေးထားတာဖြစ်တယ်ဒါပေမဲ့ဒီချပြဖို့ရန်ပေါ့နော်ချပြဖို့ရန်တော့ကကျတော့ဒီနေ့မှအခွင့်ရတာဖြစ်တယ်အားလုံးသူပေါ့နော်သူတို့ကနားဆင်ရင်းနဲ့သူကခွာယူကြပါစို့ကြောင်များငါဘဝတလောက်ထောင်မှာယုံလေးနဲ့လေးငါကြိုးစားခဲ့တဲ့မြရမထင်ခဲ့တာနာချင်စရာတရားပြည့်နေငါမှာအထီးချဆန်းလုံးတာချီတန်နေခဲ့ပြီးနှုတ်ချစွာငါဘဝတချို့တချို့တွေကစင်ညိုရအားလုံးဖြစ်နိုင်ဘာမဆုံးဝေးတကိုယ်နဲ့ဒါတွေကိုလေအားချမီလို့ကိုယ့်ရဲ့ဖြစ်ဒီလူကိုမေ့ချပြီးဖြူတဲ့သူနှလုံးသားတွေမောင်းဖို့ဝမ်းလုံးလေးတာမြေဒါတရားချစ်နဲ့ကလို့ချင်နေလူကြီးရပြင်းရထားကိုမရှိတဲ့ညနေရောက်ရဲ့
ကျေးဇူးတင်ပါတယ်